join ပါတို့လာလာမင်းနေကြတဲ့အရာတခုရှိပါလိတချို့တွေကကြလဲ micro တောင်းတာမရဘူးတချို့တွေကလည်းချိန်ချာမထိတ်တတ်ဘူးတချို့တွေက micro setting မချိန်တွက်ဘူးဆိုတာလာလာမင်းနေကြတာပါလိအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဘယ်လိုပြောမလဲ micro shader ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်အစားဆုံးသိပေးမယ်ပြီးရင်ကျွန်တော် micro version တွေဘယ်လိုတောင်းရတယ်နောက်ပြီးတော့micro ACC အကောင့်တွေဘယ်လိုဖောက်ရလဲဆိုတာကျွန်တော်အစားဆုံးသိမှာဖြစ်ပါတယ်အခုတော့ micro shader ဘယ်လိုတောင်းရလဲဘယ်လိုထည့်ရလဲဆိုတာကိုကျွန်တော်ဒီမှာပဲအခုကျွန်တော်လက်ရှိသုံးနေတဲ့ shader ပါတခါလေးတင်မှာပါလိအဲ့တော့ဒီ server နဲ့ဒီ AV ရောက်လာပြီဆိုတော့ကျွန်တော်တော့မရတယ်ပို့တော့ဒီမှာတော့ application အများကြီးရှိတယ်ပေါ့လေဒါပေမဲ့ကျွန်တော်က shader ပဲတောင်းမှဖြစ်တယ် shader ပေါ့တောင်းလိုက်မယ်အဲ့တော့ကျွန်တော်သုံးနေတဲ့ဒီ shader လေးကိုကြိုက်ချင်ပါလေအဲ့တော့ PRI ZMA ဆိုတဲ့ shader လေးပေါ့လေနော်ဘာမှတိကျမလို့အဲ့လို shader လေးဆိုတာနဲ့ဒီ shader တန်းပို့လာမှာလေအဲ့ဒါအပေါ်ဆုံး shader လေးပါနော်အပေါ်ဆုံး shader လေးက record အသိမြင်နေဆိုရင်မသိပြီးတော့သုံးလို့မကောင်းအပေါ် shader ကျွန်တော်သုံးလို့များပါတယ်အဲ့တော့အပေါ် shader လေးနေမယ်ပြီးတော့ဆိုရင်ဒီမှာကိုဗီဒီယိုပဲကြည့်လို့ရတယ်ပေါ့လေ shader ဘယ်လောက်ပုံစံထားရမယ်ဘယ်လောက် recognition ထားရမယ်ဆိုတော့ဘယ်လောက် review ထားရမယ်ဆိုတာတွေပါတယ်ပေါ့လေ shader မျိုးစားတော့ပြောစရာမလိုလှပါတယ်အဲ့တော့ကျွန်တော် download လုပ်မယ်ကျွန်တော်တောင်းမိသားဖြစ်တဲ့ဆိုရင်လည်းကျွန်တော်အပေါ်ဆုံးမှာတောင်းလိုက်ပါတော့ကျွန်တော်တောင်းလိုက်တဲ့အတိုင်းလေးပဲလည်းတောင်းပါကျွန်တော်အပေါ်ဆုံးမှာတောင်းလာပါတယ်ပြီးရင်ကျွန်တော် micro ပြည့်တယ်ဝင်လိုက်မယ် micro ပြည့်တော့မဟုတ်တော့ micro ပြည့်မှလည်းသုံးလို့ရပါတယ်ကျွန်တော် official မှာထုတ်လိုက်အောင် micro တွေဝင်နေတော့လေရောက် micro ရောက်လာပြီဆိုရင်ကျွန်တော်တို့က shader ပေါ်ရင်လည်းဗျာ shader မပေါ်ဘူးဖြစ်တာဖြစ်တဲ့အတွက်ဒါ shader ပေါ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် let's go ဒီ setting နဲ့သွားမယ်ပေါ့လေနော်setting နဲ့သွားပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနည်းနည်းအပေါ်လေးနည်းနည်းဆွဲလိုက်ပါအပေါ်လေးနည်းနည်းဆွဲလိုက်မယ်ပြီးတော့ဒီမှာ video ဆိုတာ collection เนาะအဲ့ဒါလေးနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဖုန်းကောင်းတဲ့ player တွေတော်တော်များများဆိုရင်တော့ဒီ web page တွေကပေါ်မယ်ပေါ့လေဖုန်းကောင်းတဲ့ player တွေကတော့မပေါ်တော့ဘူးဖုန်းကောင်းတဲ့ player တွေဆိုရင်ဒီ format တွေပဲပေါ်လာမယ်လေဒီ format ဆိုတာတွေပဲပေါ်မှာပဲဖုန်းကောင်းတဲ့ player တွေဆိုရင်ဒီ web page တွေပေါ်မှာပဲဒီ web page တွေပေါ်သွားပြီဆိုရင်ဒီ web page တွေကို setting ဘယ်လိုချိန်ရမလဲဆိုတာကျွန်တော်တစ်ခါပြပြမယ်ဒီမှာ profile mode ဆိုတာရှိတယ် flash ဆိုတာရှိတယ် class ဆိုတာရှိတယ်အဲ့ဒီကတော့အသိဘာမှသုံးမရပါဘူးဒီမှာကျွန်တော်တို့ဒီမှာကိုကဘလို့ဆော့ကျင်တာလဲ highlight ဆော့ကျင်တာလားဒါမှမဟုတ်တို့က after ဆော့ကျင်တာဒါမှ new နဲ့ဆော့ကျင်တာ long နဲ့ဆော့ကျင်တာလားအမျိုးထည့်လို့ရပါတယ်ကိုဖုန်းပေါ်မူတည်ပြီးတော့ဆော့လို့ရပါတယ်ဒီတစ်ခုကကျတော့ low ဆိုတာဖြစ်တဲ့အတွက် low မှာပဲထားမှုကောင်းပါတယ်ဖုန်းမှာတော့မထားပါနဲ့အဲ့ဒါက shader ကိုသွားပြီးတော့လက်စီပါတယ်နောက်ပြီးတော့ pro ကျွန်တော်ပြောမယ် shader ဒီဟာဒီကျွန်တော်ပြောတဲ့ဒီ setting လေးတိုင်းတွေလိုက်ချိန်ပေးပါဒီမှာဒီကောင်းလေးဆိုရင်ကျွန်တော်ဒီမှာဗာလေဒီ redor ဆိုရင်ကျွန်တော်6လောက်ပဲထားပါတယ်အဲ့တော့6လောက်ပဲထားပေးပါနော်နောက်ပြီးတော့ cloud ကိုလည်းကျွန်တော်ဖျောက်ပေးတာပါ cloud ဒီမှာဒါ cloud ဆိုတာရှိပါတယ်ဒါလေးပဲအဲ့ဒါ cloud လေးကိုလည်းဖျောက်ပေးတာပါဖျောက်ပေးတဲ့ဆိုရင် shader ကမလက်ပါဘူးအဲ့ဒီတိုင်းပါပဲကျွန်တော်တော့အသိမလို့ပါဘူးအဲ့ဒါလည်းစကိုသွားလိုက်အောင်အဓိကမင်းကဘာလဲဆိုရင်ကျွန်တော်ပြပြမယ်အပေါ်ဆုံးပါပါဒီကမရဒီ web page တွေကပွင့်နေမှရမယ်လေ web page တွေမှာပွင့်နေတော့မရပါဘူးဒီလိုမျိုးဒီမှာ red terrorism ဆိုတာအဲ့ဒါကဘာလဲဒီကောင်က PC တို့မှာပဲရတာပါကျွန်တော်ဖုန်းတွေမှာမရပါဘူးအဲ့ဒါတော့ဖုန်းအတိုင်းလို့မရပါဘူးအဲ့တော့ကျွန်တော်လက်စကိုသွားလိုက်အောင်ရှိရအောင်ရှိတာမသွားခင်ကိုကဘာလဲစာပါဆော့မှာလား raw ဆော့မှာလားဒီလိုမသေးကြသေးဘူးဆိုရင်ကိုက raw ဆော့မယ်ဆိုရင်စာပါဆော့မယ်ဆိုရင်ဒီမှာဒီအောင်လေးနေတွေပါတိတ်ပြီးသွားပြီကိုကျွန်တော်အောက်မှာ down ထားတဲ့ shader လေးပဲရောက်ပါလေဒီမှာdown ထားတဲ့ shader လေးကိုဒီလိုမျိုးတင်လိုက်ပါအဲ့ဒါဆိုရင်ဒါစာပါတဲ့ကို shader ရောက်ပါမှာပါစာပါတဲ့ကို shader auto ရောက်တော့မှာဖြစ်ပါတယ်ဒါပေမဲ့ raw ထဲမှာလည်း shader auto ရောက်မှာဖြစ်ပါတယ်စာပါတဲ့ဆော့တဲ့ player တွေတက်ပြောပြီးတာပါအဲ့တော့ကျွန်တော်ဒီစာပါတဲ့တော့မဟုတ်တဲ့အတွက်ပြင်းပြဖြုတ်လိုက်မယ်let's go သွားလိုက်အောင် let's go ကျွန်တော် wall ဆော့မှာဖြစ်တဲ့အတွက်အဲ့တော့ဒီမှာဒီမှာကျွန်တော်ဒီအပေါ်ဆုံး wall ခန်းလေးသွားလိုက်မယ်အဲ့တော့ကျွန်တော် wall မှာကျွန်တော် shader တွေစမ်းထားရရှိတယ်ဆိုတော့တွေ့မယ်အဲ့တော့ကျွန်တော် down ထားတဲ့ shader လေးကိုသွားလွှတ်လိုက်မယ်အဲ့တော့ဒီမှာမလိုအပ်တဲ့ shader ခဏဖြုတ်လိုက်မယ်အဲ့တော့ကျွန်တော် down ထားတဲ့ shader လေးကိုသွားယူလိုက်မယ်အဲ့တော့ဘာမှလဲဒီအောက်မှာဒီမှာ applet ဆိုတာဟာလေးရှိမှာနော်ဒီ B ရဟာလေးနော်ဒီမှာဒီဟာညင်ကြမှာပါ applet လေးကိုနှိပ်လိုက်ပါနေပြီးသွားပြီဆိုတာနဲ့အပေါ်မှာတော့ cloud ဆိုတဲ့အတန်လေးတက်လာလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ micro hall တွေကိုဝင်လိုက်ရုံပါပဲဒီမှာတက်လာ shader ရဲ့ logo လေးအပေါ်မှာပေါ်လာပြီလေအဲ့ဆိုရင်ကျွန်တော် shader ပေါ်သွားပြီလေဒါပေမဲ့ file page တွေပွင့်မဲ့ player တွေမှာရမှာပါ sorry ရောက်လာ okay ကျွန်တော်ရောက်လာပြီလေဟောရောက်လာပြီဟောရောက်လာပြီဆိုတော့ကျွန်တော်ဘယ်လိုဖြစ်ဒီမှာ shader ကဒီမှာဒါကျွန်တော်သုံးနေကြ shader ပါပဲဒါအရင်တော့လည်းကျွန်တော်ပြောပါတယ်ကျွန်တော်သုံးနေကြ shader လို့ကျွန်တော်ပြောပါတယ်ဒီမှာပါဟောနေရှိမယ်အရင်လေးလည်းပါမယ်ညက်ပင်လေးလည်းပါမယ်နောက်ပြီးတော့ဒီ cloud ကတော့ကျွန်တော်မဖြောက်ထားဘူး cloud ဖြောက်လိုက်ရင်ပို့ပြီးတော့ shader မလက်ဘူးပေါ့လေဖုန်းမကောင်းတဲ့ player တွေတော့ပြောတာပါ cloud ဖြောက်တယ်ဆိုတော့ကဖုန်းတားကောင်းတဲ့ player တွေဆိုရင် cloud ဖြောက်တာမလိုပါဘူးဒီ shader လေးပြောပါတော့အခုဆိုရင်ကျွန်တော်တို့အောက်ဒီပိုင်းနဲ့ဆင်းကြည့်လိုက်မယ်ရေးပါညအနေထားကြည့်လိုက်ပြီလေနော်ရေကတော့အမှထုံးစံတိုင်းလှတယ်ကြည်တယ်တန့်တယ်ဒီမှာအရေအောက်ထဲမှာဆင်းပြီးမယ်ခဏလေးဒီမှာရေအောက်ထဲမှာဆိုလဲဒါ game player တွေဆော့လို့ရကောင်းတဲ့ shader တွေပေါ့လေအဲ့တော့ shader ထင်းကြီးကျွန်တော်ပြပြတာပါဘယ် shader ပိုကောင်းလဲဆိုတာဒီနေ့တော့မတင်ပြတော့ပါဘူးအဲ့တော့ဒီနေ့အဆင်ပြေမယ်လို့ကျွန်တော်ညွှန်လိုက်ပါတယ်profile ပေါ်ပြောင်းသွားတာရမယ်ကလေးပုံစံနဲ့ကြည့်ကောင်းပါတော့အဲ့တော့ဒီလောက်ပါပဲကျွန်တော် fan လေးအဲ့တော့အဆင်ပြေကြမယ်လို့ကျွန်တော်ညွှန်လိုက်ပါတယ်